ရောင်းမချင်းတွေခစ်စားလာတယ်ရောင်းမချင်းတွေခစ်စားလာတော့ယူသားချင်းကမိမ့်မိတ်သွားတယ်လက်စားချီတုံ့ပြန်မှုတွေလူသုံးများလာတော့ခွင့်လွတ်နားလဲခြင်းကနေရမေးလာတယ်သူတော်မှကိုကောင်းမယ်ဆိုတဲ့တရားကိုကျင့်သုံးသူတွေများလာတော့သူတော်ကောင်းတရားလဲမျက်နှာငယ်လာတယ်တောက်စားမှုရုပ်ပြမှလူအစင်တန်းရှိတဲ့ခင်မှာရိုးရိုးနေပြီးမှန်တာပြောတဲ့သူကလည်းအလိုလိုနောက်ကျကြံခဲ့တယ်အမျက်ကြီးစားကောင်းမှုဖြတ်မှုတွေရည်ပန်းစားလာတော့ကိုချင်းစာတက်တဲ့သူတွေကိုနေရာတိုင်းမှာမတွေ့ရတော့ဘူးလေယုံကြည်မှုမရှိတော့ရင်လူတစ်ယောက်နဲ့တစ်ယောက်ဘလောက်ပဲချစ်ချစ်ပါယုံကြည်မှုမရှိရင်ဝေသွားမှာပါပဲလူတစ်ယောက်နဲ့တစ်ယောက်ဘလောက်နားလဲလေးစားမှုမရှိရင်နားလည်မှုပြုတ်ပွဲမှာပါပဲလူတစ်ယောက်နဲ့တစ်ယောက်နှစ်ပေါင်းများစွာဘလောက်ပဲလက်တွဲခဲ့ပွင့်လင်းမှုမရှိတော့ရင်ကြိတ်လုံးတွေထပေါက်ခွင့်မှာအမှန်ပါပဲလူတစ်ယောက်နဲ့တစ်ယောက်ဘလောက်ပဲတန်ရုံစင်ကြီးကိုခိုင်မာတဲ့ပြောတန်ရာစိတ်ဝင်လာခဲ့ရင်တော့အနေနီးပင်မဲ့ရခုံတန်တွေကဝေကွာနေအောင်မှာပါပဲလူတစ်ယောက်နဲ့တစ်ယောက်ဘလောက်ပဲမေတ္တာတွေနှဆိုင်ခဲ့ပါစေအချင်းချင်းတန်ဖိုးမထားတတ်ရင်တယောက်ကိုတယောက်ဆုံးရှုံးခံရမှာပါပဲလူတစ်ယောက်နဲ့တစ်ယောက်စိတ်ချင်းဘလောက်ပဲထပ်တူကြတဲ့ပြောအမှတ်အတီးတွေထားခဲ့ရင်ညီလျက်နဲ့ဝင်းနေအောင်မှာပါပဲကိုတန်ဖိုးထားရသူတွေမဆုံးရှုံးခြင်းရင်ယုံကြည်ပါလေးစားပါပွင့်လင်းပါတန်ရာစိတ်ကိုမောင်းထုတ်ပါပြီးတော့တန်ဖိုးထားပါအမှတ်အတီးမထားပဲအများဆုံးဖြောက်ပြပါချစ်သူဆိုတာကချစ်နေရုံနဲ့မပြီးပဲသူ့ဘက်ကိုပဲမြတ်တွေးပြီးတော့အချင်းချင်းနားလဲတန်ဖိုးထားဓမ္မထားအမြဲထားရဒီမြတ်မှာပါအမြင်ချင်းတဲ့လူဟာစကားပြောရင်ဝလုံးရှိနေရန်တက်တယ်အမြင်ကျတဲ့သူကသူပြောမဲ့နေပေတဲ့ကပဲပြောပါလိမ့်မယ်ဥပမာလက်မကောင်းရင်လက်မအကြောင်းပဲပြောပါလိမ့်မယ်လက်မကြောင်းတော့ရိုးထွေးပြီးမပြောဘူးလောကမှာအမြင်ချင်းတဲ့သူနဲ့စကားပြောရတာတော့လက်ပေါက်ကတာမရှိဘူးသူမြင်ချင်းရပဲမြင်ပြီးသူကြားချင်းရပဲကြားတတ်တယ်အဲ့လိုလူမျိုးနဲ့တွေ့ခဲ့ရင်အတက်နိုင်ဆုံးမငြင်းခုမိအောင်ရှောင်ပါတဲ့အတွက်ဘာအကျိုးမှမရှိသလိုသူလည်းဘာအကျိုးမှရမှာလည်းမဟုတ်ဘူးတင်ဘလောက်ညင်နိုင်မှလည်းမဟုတ်သလိုအခြေကုန်လူပန်းစိတ်နဲ့တော့မှတင်မယ်လူဆိုတာတခါတည်းမဘာမှမပြောပဲနှုတ်ဆက်နေလိုက်ခြင်းကပိုပြီးကောင်းတယ်ပိုပြီးအကျိုးရှိပါတယ်လင်မယားကြကကံကောင်းခြင်းစပွဲတစ်လုံးမှအတူစားတယ်ကရင်တစ်လုံးမှအတူအိတ်တယ်အတွေ့လာရတူတယ်ပန်းနဲ့တစ်ခုစီကိုအတူသွားတယ်ချစ်ချင်းမြတ်တာတစ်ခုကိုအပြန်လန်ကာကွယ်ကြတယ်အိမ်တစ်လုံးမိသားတစုကိုအတူတကွာတည်ဆောက်ကြတယ်ခင်မုန်းကောင်းတစ်ယောက်အရင်ရှိမှမိသားစုကောင်းတစ်ခုရှိနိုင်တယ်အိမ်တော်တစ်ခုမှာကိုပြည့်စုံပြတော်ရမှာကသာသမီမဟုတ်ပဲဇနီးမယားကိုဖြစ်တယ်ကိုဇနီးမယားကိုဂရုစိုက်ပြီးချစ်ပေးရင်နှွေးတဲ့အိမ်လေးတစ်လုံးမိသားတစုသူပြန်ပေးလိမ့်မယ်ကောင်းမွန်တဲ့အိမ်တော်ကြီးဆိုတာနှစ်ယောက်အတူတည်ဆောက်ထားတဲ့အရာဖြစ်တယ်မိသားစုတစုမှာမိမမပြောရင်ဒီအိမ်တော်ကြီးမตายရဖြစ်တတ်တယ်လေယောင်ရဲ့စိတ်နဲ့စိတ်ထားကမိမရဲ့စိတ်ခံစားချက်ကိုအဆုံးဖြတ်ပေးပြီးမိမရဲ့စိတ်ခံစားချက်ကလေယောင်ရဲ့ကံကောင်းချက်ကိုအဆုံးဖြတ်ပေးတယ်ယောက်ျားကမိမရဲ့အသက်မိမကယောက်ျားရဲ့ကံတရားဖြစ်တယ်ရှေ့ဆိုရစကားတ